Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျူလီယာက University ဘယ်လိုမျိုးရွေးမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်တစ်ချက်အနေနဲ့ကကျွန်တော်ကိုယ့်ရဲ့ passion ပေါ့နော်ကိုယ်ပဲအရာဝါသနာပါတာလဲနောက်ပြီးတော့ကိုယ်ဝါသနာပါတဲ့အရာနဲ့ဘယ်လိုမျိုးအလုပ်တွေလုပ်လို့ရလဲဘယ်လိုမျိုးမိကြရေးရွေးလို့ရလဲဆိုတဲ့အကြောင်းအရာကိုသိထားရပါမယ်ကိုယ့် passion ရွေးရခါမှာဆိုရင်လည်းကိုယ်ကြိုက်တဲ့အရာနောက်ပြီးတော့ကဘာကြီးရလိုအပ်တဲ့အရာနောက်ပြီးတော့ဝင်ငွေရတဲ့အရာနောက်ဆုံးချက်အနေနဲ့ကကျွန်တော်ကိုကောင်းလုပ်နိုင်တဲ့အရာပေါ့နော်ဒီချက်၄ချက်တွေပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ passion ကိုရဝါဒနာကိုလွယ်လွယ်ကူကူနဲ့ရှာလို့ရပါတယ်ကို passion တိပြရပြီဆိုရင်တော့ကိုမိချာရွေးလို့ရမယ်ပေါ့နော်မိချာရွေးရခါမှာဆိုရင်လည်းဒီမိချာကိုရွေးလိုက်တယ်ဒီမိချာကိုရွေးလိုက်လို့နောက်ကျရင်နောက်9နှစ်နောက်10နှစ်ကျရင်ဘယ်လိုမျိုးပညာတွေနောက်ပြီးတော့ဘယ်လိုမျိုးအလုပ်တွေမှာအသုံးချလို့ရမလဲဆိုတဲ့အကြောင်းအရာကိုပြန်ပြီးရောလေ့လာသင့်ပါတယ်မှတ်3အနေနဲ့ကကျွန်တော်ကိုရလက်ရှိပညာရေးကကျွန်တော်ဘာနဲ့ပြီးထားရလဲ GED နဲ့ပြီးထားတယ်ဆိုရင် GED နဲ့ပတ်သက်ပြီးတော့ GED လက်ခံတဲ့ University ရှာရမယ် Grade 12ဆိုရင် Grade 12လက်ခံတဲ့ University ရှာရမယ်ပေါ့နော်အဲ့၄ချက်အနေနဲ့ကကျွန်တော်ကိုတက်မဲ့ University ရဲ့ major တွေပေါ့နော်ဘာတွေတင်လဲဘယ်အကြောင်းအရာတွေတင်လဲနောက်ပြီးတော့အဲ့အကြောင်းအရာတွေနဲ့ပဲနောက်ကိုခွဲရတဲ့ခါမှာဆိုရင်ဘယ်လိုမျိုးလက်တွေ့အသုံးချလို့ရမလဲဆိုတဲ့အကြောင်းအရာကိုပြန်ပြီးတော့စဉ်းစားသင့်ပါတယ်နံပါတ်5ချက်အနေနဲ့ကကျွန်တော်University ရဲ့ location ပေါ့နော်ဒီနံပါတ်5ချက်ကိုကျောင်းသားကျောင်းသူတော်တော်များများတော့မကြည့်ကြဘူးဒါပေမဲ့ကိုက University တက်ခါမှာဆိုရင်4နှစ်လောက်တက်ရမယ်ပေါ့နော် Bachelor ကို4နှစ်လောက်တက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအမှပဲနေရမှာ Assumption လိုမျိုး University ရွေးမိတော့မယ်ဆိုရင်တော့ဘန်ကောက်ကဒီမှာ Assumption ဟိုဘက်မြို့ပြင်မှာပေါ့နော်ဘာမှမရှိဘူးအဲ့တော့ကိုတွားမယ်ဆိုရင်လည်း bus တွေလည်းမရှိဘူးပေါ့နော် MRT လည်းမရှိဘူးအခီးထွက်ချင်တာပဲဖြစ်ဖြစ်မြို့ထဲသွားချင်တာပဲဖြစ်ဖြစ်ဆိုရင်budget ကကျွန်တော်လောက်ထိ safe မဖြစ်ဘူးပေါ့နော်အဲအကြောင်းမလို့ကိုကမြို့ထဲမှာလည်းတက်ချင်တယ် budget safe တဲ့လို့ bus ကားတော့ပေါ့နော် bus ကားတော့ MRT ရော BTS တို့ရှိရဲ့နေရာတွေမှာလည်း university တက်ချင်နေဆိုရင်တော့ university ရဲ့ location ဖြစ်တဲ့နံပါတ်5အချက်ကိုထည့်သွင်းပြီးစဉ်းစားသင့်ပါတယ်နံပါတ်6ချက်အနေနဲ့ကကျွန်တော် university fees ပေါ့နော်ကိုကတက်မဲ့ University လည်းအကုန်လုံးတည်ပြီးစဉ်းစားပြီးရပြီဆိုရင်တော့ကိုမိချာရဲ့ University fees တွေကိုလိုက်ကြည့်ရမယ်ပေါ့နော် tuition fees ကဘယ်လောက်ရှိလဲနောက်ပြီးတော့တစ်နှစ်စာဘယ်လောက်လဲ၄နှစ်စာဆိုရင်ဘယ်လောက်လဲအဲ့လိုမျိုးတွေလည်းတေချာလေးထည့်သွင်းပြီးတော့စဉ်းစားထားရမယ်ပေါ့နော် tuition fees ပြီးတော့ကိုတက်မဲ့နိုင်ငံရဲ့ fees ပေါ့နော်အတုံးစရိတ်တွေဘယ်လောက်ရှိလဲနောက်ပြီးတော့အလုပ်လုပ်လို့အဆင်ပြေလားအလုပ်လုပ်လို့ရလားဒါမှမဟုတ်ဆိုင်ဒီမှာအလုပ်သွားလုပ်လို့မရဘူးဆိုရင်လည်းသူများတွေဘယ်လိုမျိုးအလုပ်တွေလုပ်ကြလဲဆိုတဲ့အကြောင်းအရာကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်တကယ်လို့ကိုက University တက်နေနဲ့လည်းအလုပ်လုပ်တဲ့အခါမှာဆိုရင်ကိုအတွက်အသုံးစရိတ်တွေလည်းရတယ်ပေါ့နော်ငယ်အများစုကဆိုတော့နံပါတ်1အချက်အနေနဲ့ passion ဆိုတဲ့အကြောင်းအရာမှာတခုတည်းကနေပြီးတော့တင်နေကြရပေါ့နော်ဂျူလီယာဆိုတဲ့passion နဲ့ပတ်သက်ပြီး major နဲ့ပတ်သက်ပြီးရွေးရခါမှာဆိုရင်အရန်ကိုခေါင်းစားရတယ်ပေါ့နော်အဲအကြောင်းမလို့ဒီရဲ့ video လေးကို sharing လုပ်ပေးလိုက်တာပဲဖြစ်ပါရဲ့ရှင်နောက်ပြီးတော့ကိုကထိုင်းနိုင်ငံမှာလာပြီးတော့ University တက်ရှင်နေဆိုရင်လည်းဂျူလီယာကိုလာပြီးတော့ပြောလို့ရပါတယ်ဂျူလီယာဇွန်နဲ့ပေါ့နော် free ဂျူလီယာဆွေးနွေးပြီးတော့မှာဖြစ်ပါရဲ့ရှင် University ရွေးပြီးတော့ပြီဆိုရင်လည်းဂျူလီယာစီမှာဘန်ကောက်မှာရှိတဲ့ University ပေါ့နော်လာပြီးတော့အပ်လို့ရပါတယ်ဒါနဲ့ University အပ်မယ်ဆိုရင်တော့ဂျူလီယာကို service fees ထပ်ပေးစရာမလိုပါဘူးကျောင်းလာခကိုကျောင်းကိုပဲတွင်းပေးရပါပြီUniversity အရင်ကျောင်းနဲ့နီးရဲ့ကွန်တိုတွေချပေးပါတယ်နောက်ပြီးတော့ဘန်ကောက်ဖွင့်တာကိုဂျူလီယာ free လိုက်ပြီးတော့ဖွင့်ပေးပါတယ်နံပါတ်3တစ်ချက်အနေနဲ့ပေါ့နော်ကို University တက်တော့မယ်ဆိုရင်ကိုက TR visa နဲ့ပဲလာခဲ့ရဖြစ်ပေါ့နော်ကျောင်းအပ်ပြီးရနဲ့ ET visa လက်တာချတာနဲ့ ET visa ချိန်ဖို့နိုင်ငံထွက်ပြီးချိန်ဖို့လဲဂျူလီယာစီမှာ service ရှိပါတယ်ဂျူလီယာအစအဆုံး University အတာနဲ့ပတ်သက်ပြီးတော့အစအဆုံးကူညီပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့ University ကိုလည်းရွေးတော့ပြီလို့ထင်ပါတယ်လုံးမဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်